2025 ခုနှစ်နိုဝင်ဘာလ30 ရက်နေ့အတွက်တရက်စာငွေဝင်ရတရားကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့အပြာရောင်တို့အဝါရောင်တို့ပါတော့ဝတ်စားတွေကိုဝတ်ပါမနဲ့အိယာထားနေအိမ်ပေါက်မှာခြေစုံရက်လမ်းမဘက်ကိုမျက်နာမူပြီးတော့အနုတ္တရောပုရိဒဓမ္မတာရတိအောင်ပြီဆိုပြီးတော့တက်စေရွတ်ပါတတိတလုံးကိုစားပါဘာတတိဖြစ်ဖြစ်ရတယ်စိုးမိုးကနန်းကတော့6ကနန်း9ကနန်းပဲဖြစ်ပါတယ်ဗျမိတ်ဆွေတို့အနေနဲ့ဒီဗီဒီယိုဖိုင်လေးကိုဘယ်မြို့ဘယ်တိုင်းဘယ်ရက်ကွက်ဘယ်ပြည်နယ်ဘယ်နိုင်ငံကနေကြည့်ရှုအားပေးနေတယ်ဆိုတာကိုလည်း comment box မှာရေးပေးခဲ့ပါအောင်ဗျမေတ္တာဖို့ဆုတောင်းပေးခြင်းလို့ပါဤနေ့ဤရက်ဤချိန်ကနေစပြီးတော့လူကြီးမင်းတို့အားလုံးကြွေးကြည်တိုက်ဆောက်ဝါဝစာများများလှူပြီးတော့ပေါ်ပေါ်တုံးနိုင်ပါစေဗျာကြီးပွားတိုးတက်အောင်မြင်ချမ်းသာပါစေကြီးပွားသုံးဆတိုးပါစေအသက်ရှူတိုင်းငွေဝင်ကျန်းပါစေလို့ကျွန်တော်ထပ်အောင်လည်းဆုတောင်းမြတ်တာများလှိုက်လိုက်လေလေပို့တာလိုက်ရကြောင်းပါဗျာ